ရိုးရိုးဝါတာနဲ့ရှင်နေဆိုရင်ကိုဝင်ရှိပြီးတော့မှဝါလာတဲ့အခါမှာစုလာတဲ့အစီတွေကပို့ပြီးတော့ချရတာခက်တယ်ကိုဝင်ရှိတဲ့ချိန်မှာဆိုရင်နှစ်ယောက်စာစားပေးရမယ်ဆိုတာအဲ့ဒါအမှန်ပဲလားအဲ့တော့ခုခေတ်စေပညာနဲ့ရောအာဟာရပညာနဲ့ရောကြည့်ရမယ်ဆိုလို့ရှင်တော့အဲ့ဒါအမှန်မဟုတ်ပါဘူးเนาะကိုဝင်ရှိတဲ့ချိန်မှာဆိုရှင်လိုအပ်တဲ့အာဟာရကိုလိုအပ်တဲ့လောက်စားပေးရဆိုလို့ရှင်ရပါပြီအဲ့ဆိုရင်ကလေးတို့ကိုအမေတို့ကိုလုံလောက်တဲ့အာဟာရတစ်ခုကိုသတ်မှတ်ထားတဲ့အာဟာရတစ်ခုကိုစားပေးရဆိုရင်လုံလောက်ပြီအဲ့တော့ကိုဝင်ရှိတဲ့ချိန်မှာနှစ်ယောက်စာစားတယ်ပိုစားကောင်းနိုင်ပေါ့เนาะစားရဲဆိုရှင်ဘာဖြစ်တယ်လဲဆိုတော့ဘာပေါ့เนาะစီးကြိုယောဂနောက်အဝလွန်နေဆိုလို့ရှင်ကြတော့နောက်ပြီးပြန်ပြီးတော့လဲချရလဲခက်တယ်နောက်ကလေးကြီးနေတာဒါမျိုးတွေဖြစ်တတ်ပါတယ်နောက်ပြီးတော့ကိုဝင်ရှိတဲ့ချိန်မှာဆိုရင်သူကဒီမျိုးသမီးရဲ့ခန္ဓာကိုယ်မှာဆိုရင် fat cell တွေပေါ့เนาะအစီဆဲတွေကကြတော့ပို့ပြီးတော့များလာတာဖြစ်တယ်အဓိကကဒီဘိုက်နေရာမှာပို့ပြီးတော့များလာတာဖြစ်တဲ့အတွက်ကြောင့်မလို့ပုံမှန်ရိုးရိုးဝါတာနဲ့ရှင်နေဆိုရင်ကိုဝင်ရှိပြီးတော့မှဝါလာတဲ့အခါမှာစုလာတဲ့အစီတွေကပို့ပြီးတော့ချရတာခက်တယ်နောက်ပိုင်းဆိုလို့ရှင်ကြတော့အစီကမချနိုင်ဘူးဆိုရင်အစီစုပ်ထုတ်တဲ့ဆိုလို့ရှင်တော့မှပြန်ပြီးတော့ချရတာခက်နေတဲ့အခြေအနေထိဖြစ်သွားနိုင်တယ်ပေါ့เนาะအဲ့တော့ကိုဝင်ရှိတဲ့အချိန်မှာနိုးတိုက်တဲ့အချိန်မှာဟောဂလိုအပ်တဲ့အာဟာရပဲသူ့ရဲ့မီးပလန်တိုင်းပဲစားပေးရဆိုလို့ရှင်ကလေးတို့ကောလူကြီးတို့ကောအာဟာရဆိုင်ရာလုံလောက်ပြီးနောက်ပြီးလို့ရှင်ကိုဝင်နဲ့ပတ်သက်တဲ့ supplement တွေ folic acid တောက်ပေးမယ်ဆိုလို့ရှင်လည်းလုံလောက်ပါပြီကျန်တဲ့ supplement တွေကကြတော့ကိုကဒီမိမိပြနေတဲ့ OG နောက်ပြီးလို့ရှင်အာဟာရဘာပေါ် nutritionist doctor နဲ့တိုင်ပင်ပြီးတော့မှသာလင်းဆက်ပြီးတော့မှတောက်သုံးတင်ပါတယ်အဲ့တော့ကိုဝင်ရှိတဲ့အချိန်မှာရောနောက်ပြီးတော့ note တိုက်တဲ့အချိန်မှာရောလိုအပ်တဲ့အာဟာရဘယ်လောက်စားပေးရမလဲဆိုတာကိုဒေါက်တာဖွင့်ထားတဲ့ကိုဝင်ဆောင်မိခင်အာဟာရတင်တဲ့ note တိုက်မိခင်အာဟာရတင်တဲ့ဒါတွေမှာသွားပြီးတော့မှလေ့လာနိုင်ပါတယ်အဲ့တော့ဒီသင်တန်းလေးတွေကိုလေ့လာခြင်းနဲ့ဆိုလို့ရှိရင်စောစောစီးကလေးကပေါ့နော်ကိုဝင်စပြီးတော့ရှိနေတဲ့အချိန်ဒါမှမဟုတ်ရှင်ကိုဝင်ယူဖို့စဉ်းစားထားတဲ့အချိန်ဒီကလေးကစပြီးတော့မှလေ့လာထားတင်ပါတယ်အဲ့တော့ TikTok ချက်ပေါက်မှာဖြစ်ဖြစ်ဒါမှမဟုတ်လည်း Facebook ရဲ့ချက်ပေါက်မှာပဲဖြစ်ဖြစ်လာပြီးတော့မှမေးမြန်းနိုင်ပါတယ်အဲ့တော့သင်တန်းမှာပြန်ဆောင်ကြမယ်